မင်းဒါဘာဟုတ်တာတော့သစ်ပင်ခုတ်တာပေါ့သစ်ပင်ခုတ်တာငါမြင်သားပဲကွာဩဆရာကြီးမြင်တာဘာလို့မေးနေတော့ခက်တဲ့ကောင်ပဲစကားလေးနဲ့အောင်ပြောတာမင်းပြဿနာတက်တော့မှာပဲမင်းဒါဘာပဲမှတ်နေတော့မသိပါဘူးခင်ဗျာကျွန်တော်ဘဝမှာတစ်ခါမှလည်းမမြင်ဘူးပါဘူးကျွန်တော်တော့နတ်ပင်ထင်တာပဲအင်မတန်ရေးကြည့်တဲ့ပင်မင်းပြဿနာလုပ်နေပြီမင်းဘယ်ရွာကလဲတောမပါခင်ဗျာဟိုးပြပြကမင်းနာမည်ဖိုးထောင်တောမဟုတ်ပြီပြဿနာပဲမင်းတော့ဒါဘာပဲနဲ့သိလားမသိပါဘူးခင်ဗျာ Botanical Science ရုပ်ခသိပ္ပံနဲ့ဆိုရင် Tectona grandis Lin F လို့ခေါ်တယ်သင်္นานကဆင်းလာကစားသင်္นานကဆင်းလာစာရဲလည်းမမေ့သေးတော့ဒီတောသားကိုသွားပြီးတော့ရုပ်ခသိပ္ပံနဲ့ဆို Tectona grandis Lin F လို့ခေါ်တယ်အင်္ဂလိပ်လိုကြ TEAK teak ဩဆရာကြီးမသိလို့မေးပါရစေမေးအင်္ဂလိပ်ပင်လားခင်ဗျာဟာတို့တိုင်းပြည်တဲ့ပေါက်တာအင်္ဂလိပ်ပင်ဖြစ်ရမလားကွာဩဆရာကြီးမသိဘူးလေနှုတ်ဘာပင်လဲခင်ဗျာကျွန်းပင်ဆရာကြီးငကောဗမာလူပြောရရသားနဲ့ဆရာကြီးခက်တဲ့ကောင်ပဲလင်းနဲ့အောင်ပြောတာမင်းတို့အင်္ဂလိပ်လိုညှက်မှမင်းတို့အထင်ကြီးတဲ့ကောင်နေလင်းနဲ့အောင်ပြောနေတာဟေးပြဿနာတက်တော့မှာပဲဟုတ်ကဲ့ဒီပင်ဘာလို့ခင်ဗျာဒီပင်ကမင်းခုတ်တာတလောက်နှစ်90လောက်ဆောင်းဟောလောက်ဖြစ်တယ်အဲ့လောက်ဖြစ်တာကမှအောက်ကတို့ခုတ်ရတယ်ခုတ်ပြီးတင်းတက်ရတယ်စင်းနဲ့အောင်ချချောင်းနဲ့ကနေပြီးတစ်စိတ်တွေပို့တစ်စိတ်ကလည်းရန်ကုန်စိတ်ကန်းကိုပို့နိုင်ငံခြားတင်တဲ့သင်္ဘောကြီးနဲ့တင်ရင် foreign exchange လို့ခေါ်တဲ့နိုင်ငံခြားငွေရတာဩဆရာကြီးမသိလို့မေးပါရစေမေးဗမာပတ်စံဘာဖြစ်လို့လဲခင်ဗျာဒီကောင်တော့ပြဿနာပဲဒီကောင်ကမင်းမသိရေးစေးနေငါပြောတာနားထောင်ဒီပင်ကအရေးကြီးလို့ငါပြောနေတာဒါနိုင်ငံတော်ကပိုင်တဲ့အပင်ခင်ဗျာဘယ်သူပိုင်လဲနိုင်ငံတော်ကပိုင်တာနိုင်ငံတော်ဘာပါလဲခင်ဗျာဘယ်သိမှလဲတော်တဲ့ကြီးရတဲ့အဝိဇ္ဇာနိုင်ငံတော်ဆိုတာအစိုးရမင်းများပိုင်တာပေါ့ကွာဆရာကြီးမသိလို့မေးပါရစေမေးအစိုးရမင်းများရေလာလောင်းတာလေတခါမှမတွေ့ပါလားခင်ဗျာခက်တဲ့ကောင်ပဲမင်းတော့နှစ်မှုဖြစ်တော့မှာပဲအစိုးရမင်းများနဲ့တကွာတိုင်းပြည်ပြည်သားအားလုံးကပိုင်တဲ့အပင်အမတန်ဖိုးတန်တဲ့အပင်ဩဒီအပင်မှာမှတ်တော့တရားဥပဒေပြဋ္ဌာန်းထားတယ်ကျွန်းတပင်ခုတ်ထောင်စင်နဲ့ခင်ဗျာထောင်စင်နဲ့ကြတယ်ဒီပင်တပင်ခုတ်ရဟာအဲ့ဒီတော့မှဖိုးထောင်ချွေးပေါက်တွေကြသူကတူလည်းစဉ်းစားတယ်တယောက်တည်း